ကဲဒီနေ့ကတော့ကျွန်တော်တို့အလွန်တရားမှစားရထေးပြီးတော့စားရတာလေအလွန်အရသာရှိတဲ့တွက်ချက်ကိုရခိုင်ချက်ဘလို့ပုံစံမျိုးချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်ဒီတွက်ချက်လေးတွေကလည်းတော်တော်လေးကိုချပါတယ်စားရတာလည်းတော်တော်လေးကိုအရသာရှိပါတယ်ကျွန်တော်ညီမကတော့ဒီမှာကျွန်တော်တို့လာမယ်နောက်ပြီးတော့အန်တီတွေရောက်မယ်ဆိုတာနဲ့သူကတမင်တကာကိုဝေထားတဲ့ပါခုဆိုလို့ရှိရင်တွက်ချက်တွေကိုကျွန်တော်ကတော့ main လေးနည်းနည်းဖောက်လိုက်ပါမယ်ဒီလိုပုံစံမျိုး main ဖောက်လိုက်တာကပို့ပြီးတော့စားရတာအရသာရှိပါတယ်ဒီပြီးတော့ကျွန်တော်တို့ကြက်မှာပလာတဲ့အမွေတွေကလည်းအကုန်လုံးပြောင်းသွားပါတယ်ခုဆိုလို့ရှိရင်ကျွန်တော်ကတော့ကြက်ကိုချက်ဖို့အတွက်အရင်ဆုံးစားပြီးတော့ခိုင်းပါပြီကျွန်တော်တို့ဒီနေရာမှာတွက်ချက်ချက်တဲ့နေရာမှာကြက်ကိုင်းပြီဆိုတာနဲ့ကြက်ကိုအတုံးကိုသေးသေးလေးတုံးမှကျွန်တော်တို့ပို့ပြီးတော့စားလို့ကောင်းပါတယ်စားရတာကကျွန်တော်တို့ငှက်သားလေးတွေကိုစားတဲ့ပုံစံမျိုးလေးပါကျွန်တော်ချက်မဲ့ဟာကလည်းငှက်သားချက်တဲ့ပုံစံမျိုးလေးချက်မှာပါအတုံးသေးသေးလေးတွေတုံးပြီးတော့ကျွန်တော်တို့တေချာလေးကိုချက်မှာဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်ကတော့ကြက်ကိုင်းတဲ့ခါတွေကအတုံးလေးတွေကိုသေးသေးလေးတွေတုံးပေးထားပါတယ်မိတ်ဆွေတို့စီမာကတော့ဘလို့ပုံစံမျိုးချက်လေကတော့ကျွန်တော်တော့မသိပါဘူးချက်နေကတော့တယောက်နဲ့တယောက်နည်းနည်းလေးတော့ပေါ်ဟမ်မုန်းလေးတွေတော့ရှိပါတယ်အခုဒီနေ့ကျွန်တော်ချက်မဲ့ဟာကတော့ကျွန်တော်တို့စီမာချက်စားတဲ့ national လေးဖြစ်ပါတယ်ကျွန်တော်တို့စီမာငှက်သားတွေကိုချက်တဲ့ပုံစံမျိုးလေးပေါ့ကျွန်တော်တို့စပလင်လေးတွေထည့်ပြီးတော့အနဲ့မှွေးမှွေးလေးနဲ့အတုံးသေးသေးလေးတွေတုံးပြီးတော့သေချာလေးကိုချက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရခိုင်တွေရဲ့အသေးစိတ်ကြည့်လို့လေးပြောလို့ရပါတယ်စားရတာကလည်းတော်တော်လေးကိုအရသာရှိပါတယ်တော်တော်လေးချလေးချပါတယ်ခုကလည်းကျွန်တော်ညီမလေးကအန်တီတွေလာမယ်ဆိုပြီးတော့သူကတမင်တကာဝေပေးထားလို့စားရတဲ့ဟာပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်အခုဆိုလို့ရှိရင်စီတက်ထားပါမယ်စီနေနေပူလာပြီဆိုတာနဲ့ထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်နေငရုတ်ကောင်းဂျင်းအဲ့ဒါတွေကိုထည့်ပြီးတော့အနံလေးမှွေတဲ့အထိချက်ပေးထားပါမယ်ဒီနေရာမှာနည်းနည်းလေးမှွေပေးထားဖို့တော့လိုပါတယ်အဲ့ဒါလေးတွေချက်ပြီးတော့အနံလေးမှွေလာပြီဆိုတာနဲ့ထောင်းထားတဲ့ငရုတ်သီးကိုထပ်ပြီးထည့်ရပါမယ်ငရုတ်သီးလေးနည်းနည်းများတာနဲ့နည်းနည်းလေးခြံပြီးတော့ထားလိုက်ပါတယ်ဒီပြီဆိုတာနဲ့အဲ့ဒီငရုတ်သီးလေးတွေကိုကျွန်တော်တို့အနှိုက်ကျတဲ့အထိကိုချက်လိုက်ပါမယ်ငရုတ်သီးကိုအနှိုက်ကျအောင်ချက်လိုက်တဲ့ဟာကပို့ပြီးတော့စားလို့အရသာရှိပါတယ်ပြီးတော့ဘိုက်လေးမနာပါဘူးငရုတ်သီးလေးနည်းနည်းကျက်လာပြီဆိုတာနဲ့စားကြက်သားမုံအင်းချုံမုံစနွဲမုံအစိမ့်စားငပိပါနည်းနည်းလေးထည့်ပြီးတော့တေချာလေးကိုထပ်ပြီးတခါငရုတ်သီးကျက်တဲ့အထိကိုချက်ပေးလိုက်ပါမယ်ဒီကျက်လေးတွေချက်တဲ့အခါမှာကျွန်တော်တို့ဒီလိုပုံစံမျိုးချက်တာကတော်တော်လေးကိုအရသာရှိပြီးတော့အနှိုက်ကြကြလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ကျွန်တော်ကတော့မျိုးသီးလေးတွေကိုလုံးဝအနှိမ့်ကျတဲ့အထိစိတ်ချချလေးနဲ့ချက်ပေးထားပါတယ်မျိုးသီးလေးတွေအနှိမ့်ကျလာပြီဆိုတာနဲ့အခုနာကတန်ပြီးတော့တေချာဆန်အောင်ဆေးထားတဲ့တွက်ချက်လေးတွေကိုထပ်ပြီးထည့်လိုက်ပါမယ်အဲ့ဒါလေးတွေထည့်ပြီးတော့အပွားအောင်တေချာလေးလုံးပေးထားဖို့တော့လိုပါတယ်အပွားအောင်20အောင်တေချာလေးလုံးပေးထားပါမယ်ဒီလိုပုံစံမျိုးလေးအပွားအောင်20အောင်တေချာလေးလုံးပေးပြီးဆိုတာနဲ့အဲ့ဒီကြက်သားမှာပါလာတဲ့အရေးလေးတွေခန်းသွားတဲ့အထိအိုးဖုံးလေးအုပ်ပြီးတော့ချက်ပေးလိုက်ပါမယ်အေးကြက်သားမှာပါလာတဲ့အရေးလေးတွေခန်းလာပြီးအနေတော်လေးဖြစ်လာပြီးကျွန်တော်တို့အိုးကလေးစီပြန်လာပြီးဆိုတာနဲ့အပွားအောက်လေးတေချာလေးကိုပြန်ပေးထားလိုက်ပါမယ်အပွားအောက်လေးတေချာပြန်ပေးပြီးဆိုတာနဲ့ထပ်ပြီးတော့ရေကိုထပ်ထည့်ပါမယ်ရေကိုတော့အဖက်မြုပ်တဲ့အထိထည့်ဖို့လိုပါတယ်ဒီနေရာမှာရေကိုအဖက်မြုပ်တဲ့အထိထည့်ပြီးမှကျွန်တော်တို့အသားကတော့နှုံးလာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ရေကိုအဖက်မြုပ်တဲ့အထိထည့်ပြီးဆိုတာနဲ့အိုးဖုံးလေးကိုဖုံးပြီးတော့ထပ်ပြီးတခါ10မိနစ်လောက်ထပ်ပြီးတော့ချက်လိုက်ပါမယ်ခုဆိုရင်ချက်ထားတဲ့အိုးကဝင်းဝင်းဆူလာပြီးတော့အနံလေးကလည်းတော်တော်လေးကိုမှွေးနေပါပြီဒီနေထောက်ကိုရောက်လာပြီဆိုတာနဲ့အပေါ်ကနေအာဘူရွက်လေးနည်းနည်းထည့်ပြီးတော့မဆလာပါထပ်ပြီးထည့်လိုက်ပါမယ်ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့အာဘူရွက်မရှိရင်မထည့်လို့လည်းရပါတယ်အာဘူရွက်ထည့်တာကတော့အနံကိုတခါပို့ပြီးတော့မှွေးစေပါတယ်မိတ်ဆွေတို့အနေနဲ့အရေးများကြိုက်လို့ရှိရင်အရေးများထားလို့ရပါတယ်အရေးနည်းနည်းလေးကြိုက်တဲ့လူတွေကတော့အရေးခန့်အောင်ပြီးချက်လို့ရပါတယ်ကျွန်တော်ကတော့အရေးလေးဆန်းစားလို့ရတဲ့အထိကိုထားလိုက်ပါမယ်ဒီအနေထားလေးကိုရောက်လာပြီးကျွန်တော်တို့အပွားအောက်လေးတေချာလေးပြန်ပေးပြီးဆိုတာနဲ့အပွားအငံလေးနဲ့မြေကြည့်လိုက်ပါမယ်ကျွန်တော်တို့ကအပွားအငံလေးတွေအကုန်လုံးအနေတော်ဖြစ်နေပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အနံ့မှွေးနုံအေးလေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့တွက်ချက်ရခိုင်ချက်တို့ရပါပြီဒီလိုပုံစံမျိုးဆောင်းအောင်ကြည့်ပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်